안녕하세요, 민글라와 디니마라 EBS 방문 4억의 12과 문어와 정보 장리 라마 피바레 디니리 라마 문어와 정보 강세야 발레스인 한국의 대중교통 코리아의 라마스터의 장리 라마 피바레 이라고 사발리오 인파지잖아요. 한국은 대중교통이 잘 발달되어 있는 나라입니다. 대중교통을 이용하여 가까운 곳뿐만 아니라 먼 곳으로도 편리하게 이동할 수 있습니다. 코리아가 Not chanting ilum hopene amyapi don lama satway bana blue eye pure lesi baska yatar bana arari tedisa computer da kamone nangan phit pare uma so lo yin nyama ma so tait pi yo bana daejung kyothong tait pi yo msi jaw bana public transportation tait msi jaw lam mya phin Singapore ye di Korea ye ma ro di public transportation ka aton pyu ja ye banaအဲ့တော့ 대중교통을 이용하며 대중교통 디 public transportation အသုံးပြုပြီးတော့မှ 가까운 곳뿐만 아니라 아니나에 가면은 먼 곳으로도 기후에 대비가 편리하게 따뜻하게 이동할 수 있습니다. 그래서 이동하다서 유리하구나. 어디 말어 SMB가 အသုံးပြုနိုင်တယ်လို့ပြောပါတယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်တစ်ပိုက်ကိုဖတ်ကြည့်အောင် 2시간 이동에 가장 널리 이용되는 교통수단은 고속버스입니다. 서울이나 부산 등은 대도시와 중소도시를 연결하는 노선들이 많이 있으며 주요 노선들은 심야 시간에도 운행됩니다. 가까운 도시 간의 짧은 거리를 이동할 때는 시외버스를 이용하면 됩니다. 그리고 도시 내에서는 시내버스를 이용하면 도시 곳곳을 쉽게 갈 수 있습니다. 코리아 마보나 뮤트 도알로샤 가마 아미아선 동비라디 고속버스 소래 위비 버스 가리요 동비자와요. အဲ့တော့ 코리아နိုင်ငံကအရင်ကြီးမြန်မာနိုင်ငံလိုမျိုးအကျယ်ကြီးမဟုတ်ပေါ့နော်အဲ့တော့ဟိုးထိပ်ကနေပြီးတော့မှဆိုးကနေပြီးပူစံတီကိုတနေ့တည်းနဲ့တွားလို့ရတယ်ပေါ့နော်အဲ့မြန်မာမှာလို့ညအိတ်ဒီခရီးကားတဲ့ရထားတဲ့အဲ့လိုတွေတွားစရာအဲ့လောက်ကွာဝေးမဟုတ်ပဲねကိုရီးယားရဲ့ကွာသူ့ရဲ့နေနမိတ်ကအရင်ကြီးမကျဲတဲ့ကြောင့်မို့ဒီလိုနော်အဝေးပြေးဘတ်ကားလေးနဲ့တွားလို့ရပါတယ်အဲ့တော့ဆိုးဒီနာဘူဆန်တဲ့ဒေဒူရှိဝါအဲ့တော့ဆိုးဘူဆန်စတဲ့ဒေဒူရှိမြို့အကြီးကြီးတွေနဲ့ဂျုံဆိုးတိုရှိဆိုဘယ်လိုမျိုးပြောမလဲဆိုမြို့ကြီးတော့မဟုတ်ဘူးနော်ဥမာပဲကိုးတို့မိုးကုတ်တို့ဘောနော်တခြားမကွေးတို့ဒီလိုမြို့ငယ်လေးတွေနဲ့ဘောနော်연결하는 노선들이 많이 있으며 အဲ့တော့ဆက်သွယ်ထားတဲ့မြို့သေးလေးတွေဘောနော်ဆက်သွယ်မြို့သေးလေးတွေကိုဆက်သွယ်ထားတဲ့ဘတ်ကားလမ်းကြောင်းလိုင်းတွေပေါ့နော် no son ဆိုတာဘတ်ကားလမ်းကြောင်းလိုင်းတွေပေါ့နော်အဲ့ဒါတွေအများကြီးရှိပြီးတော့မှကျူရိုများတော့အပြင် no son တဲ့ဒီဘတ်ကားလမ်းကြောင်းလိုင်းတွေက심야 시간에도 운행됩니다. 심야 시간ဆိုတာညဘက်ဒီပေါ့နော်ဘယ်လိုချိန်လဲဆိုရင်ည10:00နာရီကနေနောက်တနေ့မနေ့6:00နာရီထိကိုပြောတာပေါ့နော်ဒီ 심야 시간ဆိုတာအဲ့အချိန်ဒီမှာလေပြေးဆွဲပါတယ်လို့ပြောပါတယ်အဲ့တော့24နာရီပဲချင်းပြေးသွားလို့ရတဲ့ပုံစံပေါ့နော်အဲ့가까운 도시 간의 짧은 거리를 이동할 때는 အဲ့တော့မြို့တစ်မြို့နဲ့တစ်မြို့ပေါ့နော်အရင်ကြီးမကွာဘူးရဲ့မြို့ဥပမာဆိုရင်ဘယ်လိုလဲဆိုရင်ဆိုးနဲ့인천에 있으니 나이 월라 배차에 과위만 시에서 다 소인 시외 버스 알아 시외 버스가오 뮤빈도의 버스가리오 실라에 야바이 너 또 총묘리 아니 과위만 위에 묘리 소시 시외 버스네 도라인 심비미야마 그리고 도시 내에서는 알아 묘리만 소루션 바스네 소인 시내 버스 너 뮤린 도의 버스가리 시라루시 호호디디 알레르고 도나이네လို့ပြောပါတယ်အဲ့တော့နောက်ထပ်တစ်ပိုက်ကိုဖတ်ကြည့်ရမယ်နော်အဲ့တော့ 주요 대도시에는 기차역이 있어 철도를 이용한 도시간 이동도 가능합니다. 열차에는 KTX, SRT와 같은 고속 열차와 새마을호, 무궁화호 등과 같은 일반 열차가 있습니다. 고속 열차는 요금이 좀 비싸지만 빠르고 편리합니다. 서울에서부터 한국의 최남단 도시인 부산까지 2시간 반쯤 걸립니다. 고속버스나 기차 등의 장거리 대중교통을 이용할 때는 인터넷이나 모바일 앱을 통해 표를 예매하는 것이 좋습니다. ကိုရီးယားမျိုးအတိုင်းမှာယထာဘူတာယုံရှိရပါတော့အဲ့ဒါယထာဘူတာယုံရှိတဲ့ကြောင့်မို့တစ်မျိုးနဲ့တစ်မျိုးယထာလမ်းနဲ့လည်းတွားလို့ရပါတယ်လို့ပြောတာ
နော်အဲ့တော့ 철도ဆိုတာဒီမြေကြီးအပေါ်မှာသွားရထားပါနော်မြေရောက်သွားရထားကိုပြောတာမှာအဲ့တော့열차 철도ဆိုတာရထားလမ်းကိုပြောတာပါနော်အဲ့တော့열차ကျတော့ရထားကိုပြော열차မှာပါရှိလဲKTX SRT ဒါပေါ့နော်ကြီးစံရထားတွေဘယ်လိုလဲဆိုလို့ရှိရင်Busan Hang ဆိုရယ်ပေါ့နော်ဟို zombie ကလေနော် Busan Train to Busan ဆိုရယ်ဇကားမှာဆိုလို့ရှိရင်ပါရရထားသည်ဒါသည်ကြီးစံရထားပေါ့နော်ဒါ KTX ဆိုရယ်ကြီးစံရထားကိုရိုက်ထားအဲ့တော့အဲ့လိုမျိုးကြီးစံရထားရဲ့ဒါမှမဟုတ်လို့ရှိရင်새마을 호 무궁화호ဆိုရယ်နာမည်လေးပေါ့နော်ဒီလိုမျိုးရွေးရထားလေးရှိပါတယ်အဲ့တော့고속 열차는 요금이 좀 비싸지만အဲ့တော့빠르고 편리합니다. အဲ့တော့နည်းနည်းလေးပို့ပြီးဈေးကြီးရပေါ့နော်ဥပမာဆိုရင်ခုဆိုရင်တော့ဘယ်လောက်လဲမသိတော့ပြင်မယ်နော်ဥပမာစိုးနဲ့ဘူးဆန်ကိုဆိုလို့ရှိရင်ပုံမှန်ရထား3-4တောင်းလောက်ဆိုလို့ရှိရင်သူကကိုစိုးရထားနော်ကြီးစံရထား5,000-6,000လောက်ပေါ့နော်1,000-2,000လောက်ပိုများမယ်ပြီးလို့ရှိရင်တစ်နိုင်နှစ်နိုင်ပို့ပြီးတော့ဆော့ရောက်မယ်အဲ့တော့ဒီမှာဆိုရင်서울에서부터 서울ကနေပြီးတော့မှဘာဖြစ်တော့부산까지 부산티고 2နာရီခွဲပဲကြာတယ်ပေါ့နော်2နာရီခွဲပဲကြာတယ်ဆိုတော့သူကဥမာဆိုလို့ရှိရင်ရွရွထားဆိုလို့ရှိရင်ရထားဘူးတာတိုင်းရက်တယ်ပေါ့နော်ကြီးစံရထားဆိုလို့ရှိရင်တော့ဘူတာအတိုင်းမရက်ဘဲနဲ့ဘူတာကြီးလာပဲရက်တယ်ပြီးလို့ရှိရင်သူက2နာရီခွဲပဲကြာတယ်နော်ပုံမှန်ဆိုရင်ဆိုးကနေဘူစန်တီက9နာရီလောက်ကြာရဲ့ခီးပေါ့နော်အဲ့တော့သူက2နာရီခွဲတစ်ဝက်လောက်ပဲကြာပြီးတော့မှဈေးလေးပုံမြန်နေပေါ့တကယ်လို့ကိုကဒီဂျားတွေကဆိုးနဲ့ဘူစန်ဂျားတွေကမြို့သေးသေးလေးမှာရက်ချင်နေဘူတာသေးသေးလေးမှာကိုစင်းကျင်နေဆိုရင်တော့ဒါဒီရွရထားစီကပို့ပြီးတော့အဆင်ပြေပေါ့နော်အဲ့တော့ဒါတွေပေါ့နော်ကိုဆိုဘတ်ကားဖြစ်ဖြစ်ရထားဖြစ်ဖြစ်ပေါ့နော်ဒီတဲကျွန်းကျွထုံအသုံးပြုရခါမှာဆိုလို့ရှိရင် internet ဒါမှမဟုတ်လို့ရှိရင် mobile app ပေါ့နော် mobile application သုံးပြီးတော့မှပေါ့နော်표를 예매하는 것이 좋습니다. အဲ့တော့လက်မှတ်ကို booking တင်တာဒီအကောင်းဆုံးဖြစ်ပါတယ်ပြောရလို့ရှိရင်ဘူရာရီမှာတော့ဝက်လွတ်လေးရတယ်ပေါ့နော်တစ်ခါလေးကြားလို့ရှိရင်ကိုကရထားတန်းစီရာတို့ပါတော့ပေါ့နော်အဲ့အချိန်ညာလို့ရှိရင်ဟိုတန်းစီရပါအထက်စားလို့ရှိရင်ကိုကြိုက်တဲ့ခုံကိုကြိုပြီးတော့မှရထားအင်တာနက်ကနေကြိုပြီးတော့မှဝယ်ထားလို့ရတယ် booking တင်ထားလို့ရတယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်လူပိတ်ရက်ဒီမှာပေါ့နော်ပိတ်ရက်ဒီမှာဆိုရင်ရထားလက်မှတ်မရတာပဲဖြစ်တဲ့အတွက်ကြောင့်မို့အင်တာနက်ကနေကြိုပြီးတော့မှ booking တင်ထားလိုက်လို့ရှိရင်ကိုတက်ပို့ပြီးအဆင်ပြေလို့ပြောချင်တာပါနော်နောက်တစ်ပိုင်းကိုဖတ်ကြည့်အောင်서울, 부산, 대구, 대전, 광주 등과 같은 대도시에는 지하철이 있습니다. 지하철을 이용하면 도시 안에서는 빨리 이동할 수 있습니다. အဲ့တော့ 서울, 부산, 대구, 대전, 광주 စတဲ့မြို့ကြီးတွေမှာဆိုရင်သူတို့ရဲ့မြို့တစ်မြို့စီမှာသူတို့ရဲ့ metro ဆိုတဲ့ဒီမြောက်ရထားလိုင်းရှိပါဒါဆိုကိုရီးယားဒါဆိုးရဲ့ metro ရထားလိုင်းပေါ့နော်အဲ့တော့ဒါမြောက်ရထားလိုင်းခုန 철도 နဲ့မတူပေါ့နော် 철도 နဲ့ဒီ metro နဲ့မတူမှဒါပေမဲ့တစ်ခါကြာလို့ရှိရင်တော့ 철도 မှာလည်းသူတို့ပြေးတယ်ပေါ့နော်ဒါကိုရီးယားမှာဆိုလို့ရှိရင်အဲ့တော့ 철도 နဲ့အဲ့လိုပေါ်သွားတဲ့အောက်သွားလိုက်ရထားလိုင်းတွေရှိရပေါ့နော်ဒါပေမဲ့ဒီမျိုး metro နဲ့တွားပြီးတော့မှမြို့တွင်းမှာအလွယ်တကူခုနဒီနာ bus ကားထက်ဆိုင်ပေါ့နော်ပို့ပြီးတော့လွယ်လွယ်ကူတွားလို့ရတာလေးလည်းရှိပါတယ်လို့ပြောတာပါအဲ့တော့နောက်တစ်ပိုက်တော့ကြည့်အောင်택시는 24시간 이용할 수 있는 편리한 교통수단입니다. 손을 들어 지나가는 빈 택시를 잡을 수도 있지만 모바일 앱을 통해 편리하게 택시를 부를 수도 있습니다. အဲ့တော့ပေါ့နော်taxi ကတော့24နာရီအသုံးပြုနိုင်တဲ့교통수단ဖြစ်ပါတယ်ပေါ့နော်교통수단ပေါ့နော်သွားလာလို့ရတဲ့နီလန်းဖြစ်ပါတယ်အဲ့ဒါ24နာရီအဲ့တော့ 손을 들어 지나가는 빈 택시를 잡을 수도 있으며 အဲ့တော့လက်သားပြီးတော့မှလည်း빈 차လို့ရေးထားတယ်ပေါ့နော်빈 차လို့ရေးတဲ့ taxi ကိုလည်းကိုပေါ့နော် taxi ကိုတားပြီးစီးလို့ရတယ်လို့ဒါမှမဟုတ်လို့ရှိရင်ဘာလို့လဲ mobile application တွေအသုံးပြုပြီးတော့လည်း taxi ကိုအလွယ်တကူစီးလို့ရပါတယ်ဥပမာဆိုရင်မြန်မာမှာဆို Grab တွေပေါ့နော်ကီလိုတွေစီးတယ်လို့မျိုးကိုရီးယားမှာတော့အသုံးပြုရများဒီကာကာအို taxi ဖြစ်ပါတယ်အဲ့တော့ဒီမှာဒီကိုရီးယားရဲ့လမ်းမဆက်သွယ်ရေးပေါ့နော်လမ်းမဆက်သွယ်ရေးဆိုတာတဲ့ကိုရီးယားရဲ့ public transportation အကြောင်းကိုပေါ့နော်အများကြီးယူသုံးတဲ့လမ်းမဆက်သွယ်ရေးလမ်းတွေအကြောင်းကိုလေ့လာခဲ့ရဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးကတော့ဒီထိပါတယ်like share subscribe လုပ်ထားဝင်မင်းနဲ့နော်ကျေးဇူးတင်ပါတယ်감사합니다